ဟုတ်ပါတယ်ကျွန်တော်တို့ဒီနေ့မြင်တွေ့နေရတာကတော့မြို့လို့ပြောမယ်ဆိုရင် KTV ပေါ့ကျွန်တော်တို့ရွာနေထားနဲ့ပြောမယ်ဆိုရင်တော့150မိုးလင်းတီက stage show ပဲဖြစ်ပါတယ်ဟုတ်တယ်ဗျတကွက်ပြတယ်နှစ်ကွက်ပြတယ်ဟုတ်တယ်သုံးကွက်ပြတယ်ကိုကြီးကိုကျွေးတယ်ဆိုတော့ကျမဘူဘွေးဆိုင်ဖွင့်တာတော့ customer တွေခေါ်တယ်ဗျာဟုတ်တယ်များများစားမရှိမှာဟုတ်တယ်ဟုတ်တာပေါ့ဘူဘွေးစားပြီးရေခဲကြီးမရှိမဖြစ်တော့မှာပဲလေဟုတ်တယ်ရေခဲကြီးဟုတ်တာပေါ့ကိုကလာရမကြီးကိုစစ်တယ်မိုင်းတော့မတဲ့ကိုစစ်ကြည့်မိုင်းမဟုတ်တော့ဘူးတုံကြီးထင်တယ်ဒုစစ်ရမယ်အမဖင်းတဲ့ကိုကောက်ထိုးကြည့်ရကိုကလာရလည်းမိုက်ကိုနမ်းကြည့်ရဟာမကောင်းမြစ်ချစောနန်းနဲ့ဟုတ်တယ်ကျမလည်းရောင်းတာဆက်ရောင်းတာဟုတ်တယ် promotion တွေပါပေးတယ်ဗျာဟုတ်တယ်ကိုကလာရမကြီးကိုစစ်တယ်တွားနေကြိုက်ကြည့်တယ်ဂတောင်းပါလားမတောင်းတော့ပါဘူးမြတ်ကျွန်တော်ရင်ကျက်နေပါတယ်ဟုတ်ကဲ့မိုင်းလားဆိုတော့ဟုတ်ကဲ့ကျွန်တော်မမိုက်ပါဘူးဗျဟုတ်ကဲ့မမိုက်ပါဘူးဗျဟုတ်တယ်ကျမကလည်းမိုင်းလားဆိုပြီးတော့ကော့ပြီးတော့ discount တွေချတယ်ဗျာဟုတ်တယ်အောက်ကကောင်တွေကလည်းမိုက်တယ်ကြီးပဲဟုတ်ပါတယ်ဟုတ်ကဲ့ပါချစ်လားဆိုတော့ဟုတ်ကဲ့မချစ်ရဲသေးပါဘူးမြဟုတ်ကဲ့မချစ်ရဲသေးပါဘူးချစ်ကိုကြောက်လို့အချောက်ကိုချစ်ခဲ့ရမှာအချောက်ပြစ်လို့အချစ်ပြောင်းနေပါတယ်ဗျဟုတ်ကဲ့ငါပဲကိုကလာကြီးနောက်ကနေငါပဲလုံနေတယ်ရှေ့ကမိမကြည့်နေတယ်ရှင်နေချမအိမ်ပြန်ရောက်ရင်တော့ဘယ်တနန်းလောက်နှွှဲအောင်လဲမျိုးအိမ်ကငေးဥစုံကြီးကလည်းကိုကလာရဲ့ထိတ်နဲ့ကစင်မဆွဲရတာကြာပြီဆိုတော့ကျတော့တောင်းတနေပြီဟုတ်ပါတယ်ကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပဲပွဲလေးကတော့လှနေပါပြီဟုတ်ကဲ့နောက်ကဘဲကြီးတပူရလဲမိမကိုကြောက်တော့နောက်ကလိုက်ကာတွေကနေချောင်းယူကြည့်တယ်ဗျာဟုတ်တယ်ကြည့်တယ်ဟုတ်တယ်ထက်ကြည့်တယ်ထက်ရှိုးတယ်ထက်ကြည့်တယ်မရှိမိမမြင်တော့ပုံနေတယ်နောက်ကလိုက်ကာလေးတွေမှာတိတ်လေးပုံလိုက်တယ်ဟုတ်တယ်မမြင်တော့ဘူးဟုတ်တယ်ဗျာဟုတ်ပါတယ်ပြည်သက်မြင်တွေ့နေရတဲ့အတိုင်းပဲကျမလည်းသူ့ရဲ့ဆိုင်နဲ့ရောင်းအားကောင်းမှုရအတွက်2025နောက်ဆုံးပေါ် discount တွေကို share ကိုချပေးနေရပါဗျာဟုတ်ကဲ့ချလိုက်ကော့လိုက်နဲ့ချကော့ကြီးဖြစ်နေပါတယ်ဗျာဟုတ်ကဲ့ဟုတ်ပါတယ်ပြည်သက်ကြီးတို့မြင်တွေ့နေရတဲ့အတိုင်းပဲကျမလည်းသူ့ဘူဖေးဆိုင်လေးရောင်းကောင်းဖို့ရအတွက်ခါပြုတ်ရင်ပြုတ်သွားပလေစီ customer ကိုကြီးတွေအတွက် promotion ကိုတစင်ချင်းချပေးသွားတာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီစိတ်သက်လေးရဆိုရင်ကျွန်တော်တို့ဈေးသည်တွေအတွက်အတူယူစရာစိတ်တက်လေးပဲဖြစ်ပါတယ်ဒါချစ်တယ်ဘယ်သရှင်တော့တီဦးဟုတ်တယ်နော်ကူကလာရဲ့တွေးတယ်ငါဒီချင်းဆိုလေအင်္ဂမိမဟိုတယ်စကြောဆွဲပင်နေရပြီတဲ့ဒီနေရာလေးမှာလက်နဲ့ထောက်ပြတယ်ဟုတ်တယ်ဒီချင်းဆိုလေအင်္ဂမိမလည်းကိုရီးယားကကြည်နေမှာတဲ့တဲ့ကောင်မလေးကိုကြည်ပြီးတွေးတယ်ဘာတွေတွေးနေလဲတော့မသိပါဘူးတဲ့မိမကြီးလိုက်ရမလားဆိုဒီချက်လန့်ရှိုးတယ်ချင်းနေကောင်းတယ်တဲ့ဆက်လို့ရမယ်တဲ့မီးဖြတ်သွားဟုတ်ဆိုပြီးတော့